ဘဝရဲ့တွေ့ရုံကပွင့်ရှာသာလူရဲ့ဘဝကပြောလို့လေးမဟုတ်ပါပြောစရာလေးရှင်လည်းမရှိပါရှင်ဒီချားတဲ့ဘဝတွေမှာစေရတော့လက်စုံဘောဦးခိုင်ရှိခိုးကြောင်းလိုက်ပါဒီညီလေးတဲ့ညီမလေးကျမလေးအမီဝီတော့စကောင်းပြီးဒီချာလူလိုတော်ဒီဘဝရဲ့ဒီလေးချီလို့ပါပြီလာလေကအမီအခုလိုမိုးလေးရောမချီရှိနေမှာအမျိုးကြတော့တက်ကြသားကြီးအမိမာတော့တိတ်ကထမင်းသားအဟိတ်တရားကြွလို့ရွှေနန်းစန်းနေခါတော့ကဝေတန်းရံဖောတာဟာတူကရတော်ရမယကညာအလူရှင်သွေးတစ်ခါရလာတော့မြင်သေးပါသမျှအတွေးစိမ်နဲ့လေးနမိတ်ကိုတစ်ခါမြင်မကြခင်တန်ဝေကနေဉာဏ်ချေဓမ္မကမ္မထမ်းရောင်ဖြာတန်ကောင်းအခါနိုင်ကိုမတ်နာအဆောင်သမယကြာကြီးလက်၍ဝနာမဟိရက်တော်လေးခမဝင်ရပါလို့လေဒိဋ္ဌာတကယ်ကအမြတ်ဖို့မကြဖွားပတ်တော်မောင်ဆန်ကိုနုတောင်ကပယံတယုအနောမမီကိုနေဟဲ့လို့ဟောတဟာတူမင်းအမြန်ဖာမင်းအမြန်ဖာဟဲ့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 မောင်ဆန်မင်းအမြန်ဖာမင်းအမြန်ဖာမြင်ကနကကာယုဒသာစင်းပြီးတော့ဘဝရိုးရာစင်ငါမျိုးကမမတော်ပါဘူးအနောမကန်တခါတက်ကြည့်ပါရောမကွာလို့တိုင်းငါစမင်းကိုမျိုးဟင်းချိုချိုမတခါချက်ပြီးပယံနဝဓာတ်နှလုံးပယံတော်တွဲပြီးဖုံးမပြတ်3ရက်ကြာတော့တွင်းတယ်လောင်းတည်းရှိခေဟောင်းအယူသည်လူကြီးတွေပြောသမျှထားပြီးယောက်ျားကနားမလဲအားမငယ်နဲ့နှမမင်းကတားမွေးကျုပ်အားပြီးတယ်လို့မောင်တထံမေတ္တရွတ်နေမင်းတို့လေးအိုးမွေးတယ်လို့မွေးလာရပြီးမှလူတော့ကလူဘဝရောက်တဲ့ခါကျမှခညာလုံးကြီးတော်လုံးကြီးတိုင်းရင်တော့ဖေဖေတို့မိမိတို့ကရင်နာတဲ့ဝေးရင်နာတဲ့တော့ဒါကြောင့်မသိလို့ကျွန်တော်တို့မှားခဲ့ပါလေဖေဖေရဲ့မသိလို့ကျွန်တော်တို့မှားခဲ့ပါလေမိမိရဲ့ဒီပညာကိုဖြင့်သားတို့လေသာသနာ့ဘောင်မွေးခြင်းမှာကာယေကဝစီကမနောကဒီကံတော့မှပြင်မကျလို့မိခဲ့တော့အပြင်းများရှိခဲ့ပါလေခွင့်လို့ကြည်အင်းပြေးကြပါဖေဖေနဲ့မိမိလို့မိဘကတော့ခံစိတ်မြန်းတဲ့နေရာကြတော့အိုးလေလေယမီလေယမီလေယ
ဒီလေမင်းတက်ဘယ်လောက်ရှိလဲ ဆက်ချ ဆက်ချက်မင်းငါထက်2နှစ်ပဲနေတာဘူးကျွန်တော်လည်းဆက်ရှင်နဲ့မှတ်ပုံနေရဲ့မီဒီယာဒီဘက်တရက်မှမှတ်မထားဘူးကိုယ့်တက်ကိုကြီးမှသူများသိမှဆိုလို့ဒီလေဆက်ချက်နဲ့ရောက်ပြီနော်အခုပြီးချီစင်တော့မှာပြီးချီစင်တဲ့နေရာမိကွန်လေးမေးခြင်းလို့ခေါ်လိုက်တယ်နော်ဟုတ်လားအခုတို့ဒဇေဘက်ဒီဆိုရင်ဗိသိခန်းကြောပွဲတွေထဲမှာမှတ်ကြီးတောင်တွေထည့်ကြတရှိကြီးတွေထည့်ကြဘာလို့ထည့်ကြပါလဲလို့အစိုးပိုင်းကဒီကြမှာဆရာကျတော့ဒီလိုပဲဗိသိခန်းမှာကြောပွဲတွေထဲမှာမှတ်ကြီးတောင်တွေတရှိတွေထည့်လာကြတယ်ဆရာကျွန်တော်အဲ့ဒါဘာကြောင့်ထည့်တာပါလဲလို့ပြောတော့မှတ်ထားတဲ့ငါတပည့်တဲ့ပေးချီစင်တဲ့နေရာအတွက်အဲ့ဒီမှတ်ကြီးတောင်တွေထည့်တာကွာဟုတ်လားပေးချီစင်တော့မှာနော်ငါကြီးတောင်လေးထဲတာဒီစလီမင်းခွေလက်ထက်ကစခဲ့တာတမိုင်းကနော်စလီမင်းခွေလက်ထက်ကစခဲ့တာဘာစတော့ပထမပွဲမှာမသိတယ်မသိပါပေးချီစင်ပေးလိုက်တာပေးချီစင်ပြီးမှမနတ်ထေကမိမပြူလေးကတင်ငါဝက်ခွင့်မပေးနိုင်ဘူးဆိုပြီးထတာမင်းပြောတာမဟုတ်ဘူးနော်စလီမင်းခွေလက်ထက်ကပြောတယ်အခုကမင်းလက်ညှိုးထိုးတာရှိရင်ရင်းနေနဲ့တုံသွားတယ်ခုလည်းမင်းတမ်းမဲ့သူရှိလားရှိအောင်ဒီကြလို့ဒီကြတယ်နော်အခုနေတော့မနော်ပေးချီစင်တော့မှာနော်ပေးချီစင်တော့မှာအဲ့ဒီစလီမင်းခွေးလက်ထက်ကမမေးမမြန်းပါဘဲနဲ့ပေးချီစင်ပြီးမှမိမပြိုလေးကဖိတ်စာထဲမှာဟိုလိုလေးထည့်ရလဲပါလားဘုမိနဲ့မေးရလားဖိတ်စာထဲမှာဟိုလိုလေးထည့်ရလဲပါလားရှင်ပြုံးနာတာမင်္ဂလာဆောင်ပါဟောမလေးကိုတော့လို့ရှိမှာဘောရုပ်ကလည်းအလန်းစားဘူးဗျဟုတ်လားရုပ်ကလည်းအလန်းစားဘူးအမှန်တိုင်းပြောတာဒါယောက်ျားกว่าငါမြည်ရှင်လားရှက်ရအောင်နော်အေးကဲဘေးချီစင်တော့မှာဆိုတော့ကိုယ်ကနေရတော့မှာတင်ငန်းဝခွင့်တောင်းပြီလားဟုတ်ပြီပါတောင်းတယ်ဖုန်းနဲ့လမ်းတောင်းတာလားလူကိုယ်တိုင်တော့ပြီးတောင်းတာလားနှမျိုးသလိုဟာအခုတကကြီးခဏင်းရနဲ့မနှက်ဖြင်ကရှင်လောင်းကိုအပြောက်မခံနဲ့မနှက်ဖြင်ကရှင်လောင်းမလက်ခင်မိမနဲ့ထွက်ပြေးလိုက်မယ်ပြဟိုမမြင်ကိုအပ်ထားတာသူ့တွေးလေးကိုအပ်ထားတာဟုတ်လားလူတူကိုအပ်ထားလာတယ်ဟိုမှာလူမကြီးကပြောနေတာဒီကညီရှင်လားတောင်းပြီးပြီဆိုတော့ခဏရက်ဝက်မှာတော့တပတ်လောက်ဟာတပတ်လောက်တယ်တပတ်လောက်ထဲဝက်လားမင်းအလူကြီးပေးတာဖေဖေတို့မိမိတို့ကအခုအလူကြီးသိမ်းမောင်းရာကျော်အများကြီးကြိုတာနော်အဖေကထွက်
အဖေဟာဖေပါပဲရှင်လေးပဲခေါ်ရပြီမြေအဖေတို့ကတနာစီပါလီအချီအောင်ဒူလာမြေဘူးစက်ပါကြိုးလာရမှာအချီနေရွေရောအဖေရှာတွေးပြီကျွေးမနေတဲ့ဖြစ်ဖြစ်ပြင်တော့လေမာဘူးရပြီသမီးနော်စိတ်ဆိုင်ကြတဲ့ဖေးလေးကိုဘာလို့တွေ့မဟာရင်းပါလဲလောကလူသားလိုက်တွေ့အဖေဟာဖေးပါပဲလူမကြီးတို့ကကြီးရောမတ်တက်လေးတွေနေတော့ဒီကနော်ဟုတ်ပြီဗျာမြေလေးကမတ်တက်အယံမာရေကုသိုလ်ကြောင့်ဒီကြောင့်ဒီโอ้လေရလေးမျိုး